အလုံးမဲ့မြတ်သက်သာတဲ့ဣရိယာပုများနဲ့တရားကိုယုတိလေးစားစွာနာကြားနိုင်ကြပါပြီဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုဆန္ဒတော်သိပြီးဘုရားထားတော်မူခဲ့တဲ့ဓမ္မခန္ဓာတော်တွေကိုဆရာတင်ပြီးတော့ဘုရားရှင်ရဲ့ကိုယ်စလေတော်ဖြစ်နေထိုးထိုးထွင်းထွင်းခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဆုံးမသွားခဲ့တဲ့ကျေးဇူးတော်ရှင်အကမဟာပန္တိတာမိုးကုတ်ဆရာတော်ဘုရားကြီးသာဂေတမြို့အောင်ဆက်ကြာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကြီးဤဦးစီးပရာဏနာယကဖြစ်တော်မူသောအကမဟာကမ္မဌာနာစရိယဘုရစိတ်တော်ရဆရာတော်ဗဒ္ဒန္တဝိမလဗုဒ္ဓီရန်ကုန်မြို့မိုးကုတ်ဝိပဿနာဇဏိတာရာမကျောင်းတိုက်ကြီးဤဦးစီးပရာဏနာယကဖြစ်တော်မူသောအကမဟာကမ္မဌာနာစရိယဘုရစိတ်တော်ရဆရာတော်ဗဒ္ဒန္တဇဏိတာလင်္ကာရအစရှိသောဆရာတော်ဘုရားတို့ဤဥပနိတယကိုခံယူလျက်ဘဝတန္တရာဆက်ဆက်ကအမိအဖဆွေမျိုးညီကိုမောင်နှမမတော်ဘူးသူမြည်သည်မရှိကြလေကုန်သောနကုလမာတာနကုလပိတာမိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်းအလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အားဦးဇင်းများဉာဏ်မိသမျှပဋိစ္စသမုပ္ပါသစ္စာ၄ပါးမူတည်ထားပြီးတော့အထူးအဖြင့်ဟောကြားမဲ့တရားကသစ္စာတရားနှင့်သာသနာဆိုတဲ့တရားတော်နဲ့ကျေးဇူးပြုဟောကြားပါလိမ့်မယ်တရားကောင်းစဉ်ကသစ္စာတရားနှင့်သာသနာဒီတော့သာသနာဆိုတာဟာအဆုံးအမကိုသာသနာလို့ခေါ်ပါတယ်သာသနာဆိုတာ9000ကိုများသောအားဖြင့်ဘုရား9000ဆိုတဲ့နှစ်ကိုသာသနာလို့ဒီလိုပဲယူနေကြတယ်တကယ်စင်စစ်ကအဲ့ဒါကသာသနာမဟုတ်ဘူးနှစ်အရေအတွက်ကိုပြောတာတကယ်သာသနာဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကအဆုံးအမသာတတိဧတေနာတိသာသနာအဆုံးအမတော်ဒီပါလေသာသနာတကတက်ဆင်ပြီးတော့ဘု து ရဲ့အဆုံးအမလဲပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမဟုတ်တာအဲကြောင့်ဒီသာသနာတော်ကြီးကဘု து တီထောင်တာလဲပြီးတော့မြတ်စွာဘုရားအဆုံးအမတော်ကြီးပေါ့အဲ့ဒီမြတ်စွာဘုရားအဆုံးအမတော်ဆိုတာလည်းပဲနောက်တစ်ဆင့်တက်ပြီးတော့သုံးသပ်ကြည့်ရင်သစ္စာတရားပါပဲသစ္စာတရားနဲ့သာသနာဆိုတာတခြားစီမှမနေနဲ့အတူတူပဲမြတ်စွာဘုရားအဆုံးအမတရားတော်တွေဟာလည်းပဲတလုံးမှသစ္စာနဲ့လွတ်တဲ့တရားမရှိဘူးစတုသစ္စာဝိနိမုတ်တော်ဓမ္မောနာမနတ္ထိတဲ့မြတ်စွာဘုရား45ဝါကာလပါလုံးဟောကြားဆုံးမသွားတဲ့အဆုံးအမတော်တွေဟာသစ္စာလွတ်ပြီးဟောတာတလုံးမှမရှိပါဘူးတဲ့ဒါကြောင့်မလို့အဆုံးအမဆိုတာလည်းပဲသာသနာတော်ပါပဲအဆုံးအမဆိုတာလည်းသစ္စာတရားပါပဲပေါ့အဆုံးအမဆိုတာလည်းသစ္စာတရားပါဗျာဒီနေ့သစ္စာတရားဆိုတာလည်းသာသနာပါပဲဒါကြောင့်သစ္စာတရားနဲ့သာသနာတခြားသည်လားအတူတူလားအတူတူပါဗျာအဲကြောင့်သာသနာရှိရင်သစ္စာရှိသာသနာကွယ်ရင်သစ္စာကွယ်ဒီနေ့သစ္စာရှိရင်သာသနာရှိတယ်သစ္စာကွယ်ရင်သာသနာကွယ်တယ်ဒါကြောင့်သစ္စာတရားဆိုတာသာသနာတွင်းတရားသစ္စာတရားဆိုတာဘာလဲသာသနာတော်မြတ်ကြီးနဲ့ကျုံးမှဆုံးမသစ္စာတရားဆိုတာနာကြားခွင့်ပွားများခွင့်အားထုတ်ခွင့်ဆိုတာရပါတယ်တဲ့သာသနာတော်နဲ့မကြုံဘူးဆိုရင်သစ္စာတရားနာကြားပွားများအားထုတ်ခွင့်မရဘူးအခုဒကာကြီးတွေဒကာမကြီးတွေမှာနေ့စဉ်ဒီတိုင်းသစ္စာတရားတွေနာကြားနေရတယ်ဆိုတာတခြားနဲ့ကြုံလို့လားသာသနာနဲ့ကြုံလို့လား
သာသနာတော်ကျုံတဲ့အတွက်မြတ်စွာဘုရားရဲ့အဆုံးအမတော်ဒီနာကြပြီးတော့နေကြရအဲ့ဒီသစ္စာတရားလည်းတခါကြီးတွေတက္ကမကြီးတွေဘလောက်အရေးကြီးတယ်လဲမေးရင်နိဗ္ဗာန်ရောက်တဲ့နိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်မှန်သမျှသစ္စာမသိဘဲနဲ့ရောက်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးသစ္စာတန်ရုံမှာလူတယောက်ကလူတယောက်ကိုမင်းမောနေလို့ကွာငါမင်းရေတွေတဝါကြီးတောက်ရအောင်ဇီးပြူရွဲနဲ့ငါရေတွေထုတ်လာခဲ့တယ်လို့ပြောရင်ဒီစကားယုံရပါမလားဘာဖြစ်လို့လဲဆိုတော့ဇီးပြူရွဲဆိုတာရေမထုတ်လို့မရဘူးအဲ့ဒီဇီးပြူရွက်ကလေးနဲ့ရေတွေတဝါကြီးတောက်ရအောင်ထုတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့စကားဟာမယုံရတယ်လို့ပဲတဲ့သစ္စာ၄ပါးမသိဘဲနဲ့ငါနိဗ္ဗာန်မြင်ခဲ့ပါတယ်ဆိုရင်လည်းပဲမယုံရဘူးတဲ့ဟုတ်ရဲ့လားယုံရပါမလားကြာပဲကြီးနဲ့မြည်ရည်တွေတဝါကြီးတောက်ရအောင်ငါကြာပဲကြီးနဲ့ထုတ်လာတယ်ဆိုရင်တော့ယုံရမှာပေါ့ကြာဘက်ကရေထုတ်လို့ရတဲ့တဘာဝဟုတ်သစ္စာသိပြီးတော့မှနိဗ္ဗာန်မြင်ခဲ့ပါတယ်ဆိုရင်တော့ယုံရမယ်သစ္စာမသိဘဲနဲ့နိဗ္ဗာန်မြင်ခဲ့ပါတယ်ဆိုရင်ဘယ်နဲ့လဲမယုံပါဘူးဒါကြောင့်မလို့သစ္စာမသိရင်နိဗ္ဗာန်ကိုမရှိဘူးလေသစ္စာသိမှသစ္စာမသိရင်နိဗ္ဗာန်မရှိဘူးလေဟောကထာဝတ္ထုကျမ်းမှာခန္ဓာနိဗ္ဗာန်တိခန္ဓာပฏิဗဒ္ဓမေဝနိဗ္ဗာန်တိနိဗ္ဗာန်ဟူသည်ကခန္ဓာပฏิဗဒ္ဓမေဝခန္ဓာနဲ့တဇတ်တဲ့တည်ရှိနေသည်ဒါလျင်ဒီတဲ့နိဗ္ဗာန်ဆိုတာခန္ဓာနဲ့တဇတ်တဲ့ရှိနေတယ်အဲ့ခန္ဓာဆိုတာသစ္စာဖွဲ့ကြည့်လိုက်တခြားလားဒုက္ခသစ္စာဒါပေမဲ့ဒုက္ခသစ္စာတွေ့ပြီးမှនិရောဓသစ္စာတွေ့မှာဟုတ်တယ်မလားခန္ဓာဆိုတဲ့ဒုက္ခသစ္စာတွေ့ပြီးမှនិရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုတွေ့မှာခန္ဓာဆိုတဲ့ဒုက္ခသစ္စာကိုမှမသိဘဲနဲ့နိဗ္ဗာန်ဆိုတဲ့និရောဓသစ္စာကိုဘယ်တော့မှမရနိုင်ဒါကြောင့်သစ္စာမသိရင်နိဗ္ဗာန်မရှိဘူးသစ္စာသိမှနိဗ္ဗာန်ရှိတယ်တဲ့သစ္စာမသိဘဲနဲ့နိဗ္ဗာန်မြင်ခဲ့ပါတယ်ဆိုရင်မင်းမောလို့ရေတွေတဝါကြီးတောက်ရအောင်ရည်ပြည့်ရွက်နဲ့ငါရေတွေထုတ်လာပါတယ်လို့ပြောသလိုပဲတဲ့မယုံညာဘူးတဲ့အဲ့ဒီတရားမျိုးလည်းပဲနိဗ္ဗာန်ရောက်ကြောင်းမဟုတ်ဘူးတဲ့ဟုတ်ရဲ့လားသစ္စာမမြင်ဘဲနဲ့နိဗ္ဗာန်ဝင်နေဆိုတဲ့တရားမျိုးဟာဒါနိဗ္ဗာန်ရောက်ကြောင်းတရားမဟုတ်ဘူးတဲ့နောက်တနည်းအားဖြင့်လည်းပဲသစ္စာတန်ရုံမှာပဲလူတယောက်ကပြောတယ်ငါကွာတိုင်တလုံးမှမပါဘဲနဲ့ဒိုင်းတွေတင်မြားတွေကျက်အမိုးတွေမိုးပြီးတော့အိမ်ကြီးတစ်ဆောင်ဆောက်ခဲ့တယ်လို့ပြောရင်ယုံရပါမလားမယုံပါဘယ်နဲ့တိုင်မှမပါဘဲနဲ့အပေါ်တွေကိုဆောက်ခဲ့တယ်ဆိုတော့ဘယ်ယုံစရာရှိဘာဖြစ်လို့မယုံရတယ်လဲဖြစ်နိုင်စရာအချင်းရဟုတ်လားဖြစ်နိုင်စရာအကြောင်းကိုမရှိဘူးလေဖြစ်နိုင်တဲ့သဘာဝရှိပါမလားတိုင်မပါဘဲနဲ့အိမ်ဆောက်ခဲ့တဲ့ပြောရင်ယုံရမှာလားမယုံပါဘူးလားတို့တူပဲသစ္စာမမြင်ခဲ့ဘဲနဲ့မမြင်ဘဲနဲ့ငါနိဗ္ဗာန်ဝင်ခဲ့ပါတယ်လို့ပြောရင်အဲ့ဒီလူစကားဟာလေမယုံပါဘူးတဲ့ဟုတ်ရဲ့လားဒါဖြစ်ရင်နိဗ္ဗာန်မြင်ရင်နိဗ္ဗာန်ဝင်ရင်သစ္စာမြင်အောင်လို့အဲ့ဒီသစ္စာကလည်းပဲသာသနာတော်မြတ်ကြီးနဲ့ကြုံမှသိခွင့်ရတယ်နော်ဘာနဲ့ကြုံမှသိခွင့်ရသာသနာတော်မြတ်ကြီးနဲ့ဒါမကြုံဘူးမဆုံဘူးဆိုရင်သစ္စာဘလို့ပင်သိကျင်ပါတယ်ပြောသိခွင့်သစ္စာမှသိခွင့်မရရင်သစ္စာသိမှဝင်ရမယ်နိဗ္ဗာန်လည်းမဝင်နိုင်ဘူးမရနိုင်ဘူးဒါကြောင့်သာသနာတော်မြတ်ကြီးနဲ့ကြုံဖို့ဟာမခဲရင်လားခဲရင်သလားခဲရင်နဲ့သာသနာတော်မြတ်ကြီးနဲ့ဒကာကြီးတွေဒကာမကြီးတွေမကြုံလားကြုံနေတယ်ကြုံပါတယ်တဲ့အဲ့ဒီသာသနာတော်မြတ်ကြီးနဲ့ကြုံဖို့တဲ့သာသနာတော်မြတ်ကြီးနဲ့ကြုံမှဆုံမှတွေ့ရမြင်ရသိရတဲ့သစ္စာတရား
နာနိုင်ဖို့သိနိုင်ဖို့ကလည်းပို၍ခရင်ပါလေဟုတ်ရဲ့လားသာသနာတော်မြတ်ကြီးနဲ့ကြုံမှသစ္စာသိရမယ်သစ္စာသိမှလည်းဒုက္ခခတ်သိကင်းကြီးနဲ့နိဗ္ဗာန်ရမယ်သစ္စာမသိဘဲနဲ့နိဗ္ဗာန်ရပါမလားနိဗ္ဗာန်မရနိုင်ပါဘူးသစ္စာမသိဘဲနဲ့နိဗ္ဗာန်ရပါမလားမရနိုင်ဒါဖြင့်သစ္စာသိအောင်မလုပ်အောင်လားလုပ်အောင်လုပ်ရမယ်သစ္စာသိအောင်လုပ်မယ်ဆိုပြန်တော့လည်းပဲသာသနာတော်နဲ့ကြုံမှသိခွင့်ရတယ်တဲ့သာသနာတော်မြတ်ကြီးနဲ့မကြုံရင်ဘလို့ပင်သစ္စာသိခြင်းပါတော့လည်းပဲမသိရသစ္စာမသိလို့ရှိရင်လည်းပဲအိုဘေးဒီမှလည်းမလွတ်မြောက်နိုင်ဘူးနာဘေးဒီလည်းသေဘေးဒီလည်းအပယ်ဘေးဒီလည်းမလွတ်မြောက်နိုင်ဘူးတန်ត្រာထဲမှာတပြောင်းပြန်ကျင်လီပြီးတော့ဆင်းရဲဒုက္ခတွေနဲ့လဲနေရတော့မှာသတုံနံဘိက္ခဝေအရိယသစ္စာနံယထာဘူတအဋ္ဌတနာအနနုဘောဓအပတိဝေဒာဧဝမိတံဒီကမတ္တနံတန္တာဝတံတန္တရတံသတုံနံ၄ပါးကုန်သောရိယသစ္စာနံဒုက္ခသမုဒယနိရောဓနဲ့မဂ္ဂတဖြာ၄သစ္စာတို့ကိုယထာဘူတဟုတ်တိုင်းမှန်စွာအဋ္ဌတခြင်းကြောင့်အနနုဘောဓလျောက်ပတ်စွာမသိရခြင်းကြောင့်အပတိဝေဒဉာဏ်ဖြင့်ထိုးထွင်း၍မသိရခြင်းကြောင့်မမင်းစေဝငါဘုရားရှင်ကိုရောမြတ်ကြီးသည်၎င်းဒုံမာကေသသင်္ချေသားချေသမီးတို့သည်၎င်းဣဒံဒီကမတ္တနံဤရှိစွာသောတန္တရာကာလပတ်လုံးတန္တာဝတံတပြောင်းပြန်ကျင်လီခဲ့ကြရလေပြီတန္တရိတံထိုမဤမပြေးသွားခဲ့ကြရလေပြီจิตตจิตသမီးတို့ဒုက္ခသမုဒယនិရောဓနဲ့မဂ္ဂတပြာ၄သစ္စာတို့ကိုမသိရမမြင်ရတဲ့အတွက်ကြောင့်မို့လို့ငါဘုရားရှင်ကိုရောမြတ်ကြီးသည်၎င်းသင်จิตตจิตသမီးတို့သည်၎င်းရှေးစွာသောတန္တရာကာလပတ်လုံးတပြောင်းပြန်ကျင်လီခဲ့ရလေပြီဝါတန္တရာအထက်အောက်ဆုံးဆံလည်းပဲပြေးလွှားပြီးတော့ဒုက္ခမျိုးစုံကြုံခဲ့ရပြီတဲ့အိုဘေးတွေသင်ခဲ့ရပြီနာဘေးတွေသင်ခဲ့ရပြီသေဘေးတွေသင်ခဲ့ရပြီအပယ်လေးပါးထဲမှာနင်းမြုပ်ပြီးတော့ငရဲမိတွေအလောင်းခံခဲ့ရပြီဘေးဖြစ်တာလေးသစ္စာမမြင်ကန်သောကြောင့်ပင်မသူလူအချို့မှာဖြင့်ပူလို့မဆုံးတဏှာလေးသနောတရားတွေအရေးဖြောလို့တခွန်းခေါ်စွန်းကိုလို့တိုက်ချင်းလားမလိမ္မာသူနာမရဲ့တို့တန္တရာဒီတဝိုင်မှာမျောလိုက်ကြအောင်နဲ့မကွယ်မျောလိုက်ကြအောင်ဟိုဘေးနာဘေးသေဘေးအပေဘေးတွေဖြစ်ရတာဒီဘသူမကောင်းလို့မှမဟုတ်ဘူးကိုသစ္စာ၄ပါးမသိလို့သာဘူးသမီးဘူးဆွေဘူးမျိုးဘူးဆိုတဲ့အပူတွေအလောင်းခံရတာလဲဘသူမကောင်းလို့မှမဟုတ်ဘူးကိုပါမသိလို့လေလောဘဒေါသမောဟအစရှိတဲ့ကိလေသာမိအပူတွေအလောင်းခံရတာလဲဘသူမကောင်းလို့မှမဟုတ်ဘူးကိုပါမသိလို့ပါလေဘေးဖြစ်တာလေးသစ္စာမမြင်ကန်သောကြောင့်ပင်မသူလူအချို့မှာဖြင့်ပူလို့မဆုံးဂါကြီးတွေကမာကြီးတွေမှာအခုပူလိုက်ရတယ်သားတွေပူဝသမီးတွေပူဝမြည်တွေမြစ်တွေပူဝစားဖို့ပူရဝတ်ဖို့ပူရနေဖို့ပူရရှေ့ရည်တွေးပူလိုက်ရနောက်ရည်တွေးပူလိုက်ရနဲ့အမလီလူတကူပူရတဲ့ဆက်ကလေးအပူတွေများပါပြီမများဘူးလားများလူရဲလူဖြစ်လာအေးစေစိတ်ချမ်းသာကိုချမ်းသာနေရတဲ့အချိန်ရဲ့လို့သိမရှိပါဘူးဟုတ်လားပူလိုက်ရတာဒကာကြီးတွေမာကြီးတွေကလည်းအပူကိုကြိုက်ပါတယ်ဗျာခင်ဗျားတို့ကလည်းဟင်အေးနဲ့အပူဘယ်ဟာကြိုက်တယ်လဲပြောတော့တာအေးကြိုက်တာခင်ဗျားတို့အပူကြိုက်တာပါဟင်ခင်ဗျားတို့လုပ်တဲ့အလုပ်တွေကအပူလုပ်တွေကြီးပဲပူအောင်လုပ်တဲ့အလုပ်တွေကြီးပဲအေးအောင်လုပ်တဲ့အလုပ်မပါဘူးဟုတ်တယ်မဟုတ်လားကိုယ့်အကိုတယောက်တည်းနေပါလားအေးစီစီအဲ့ဒါပြောတာဗောဟုတ်လားကဲနေပါတယ်တဲ့တချို့လည်းပဲအပြူကြီးလူပြူကြီးအနေနဲ့အပြူတယောက်တည်းနေပါရင်အေးစစ်စစ်နေပါလားဘူဆိုသေးဟုတ်လား
တော်ကြီးတွေစိတ်မစိုးနဲ့နော်ဟေးတခါကြီးတွေမိုင်းတွေအပူသိမ့်ကြိုက်တယ်ဗျငရုတ်သီးပိုးတွေများလားမသိဘူးဟုတ်လားဟေးတခါကြီးတွေမိုင်းတွေအပူကြိုက်တယ်အဲ့ဒါတခါကြီးတွေသစ္စာမသိကြိုက်နေဦးမှာပဲဗျသစ္စာမသိသေးရင်ပါလေလေဘေးပြစ်တာလေးသစ္စာမမြင်ကန်သောကြောင့်ပင်မသူလူအချို့မှာဖြင့်ပူလို့မဆုံးဘုရားကိုယ်တော်မြတ်ကြီးတဏ္ဍလောကသင်္ခါရလောကဩကာသလောကလောကသုံးခွင်ဘုံပြင်ရွှေဉဏ်တော်ကိုရဲ့ဖြန့်ကျက်ကြည့်တော့တတ္တဝါတွေတန်တရာတဲ့ပင်မဆင်းရဲနေလိုက်တာအဲကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကတဏှာချင်းကရုဏာကြီးစွာဖြစ်တော်မူလို့45ဝါကာလလျက်အောင်သစ္စာ၄ပါးတရားရည်အမြိုက်ဆေးတွေဟိုတကားတဲ့မနေမနာတိုက်ကျွေးတော်မူမကျွေးဘူးလားကျွေးတယ်ဒါပေမဲ့တချို့သူလူမိုက်တွေကကိလေသာယောဂဖြစ်နေတာတခါကြီးတွေတက္ကမကြီးတွေကရိုးရိုးမမှုယောဂတဲ့တွေယောဂဖြစ်နေတော့ကရုဏာပြည့်နေတူပါတယ်ကရုဏာပြည့်နေတယ်နဲ့တူပါတယ်အမှန်တန်ကောင်းတဲ့သစ္စာ၄ပါးတည်းဟူသောဆေးတော်ကြီးတိုက်တယ်အမှန်တန်ကောင်းတဲ့တပ္ပရတောဓမ္မရတောဇိနာတိအရသာအပေါင်းတို့တွင်အကောင်းဆုံးဖြစ်တဲ့ဓမ္မရတတရားအရသာတိုက်ကျွေးတာကိုတိတ်တကန်ခါတယ်ခေါင်းခါတယ်မတော့ချင်ဘူးဆေးမတော့ရင်တော့ဘေးမပြောင်းနိုင်ဟုတ်ရဲ့လားသစ္စာ၄ပါးတည်းဟူသောဆေးမှမတော့သေးရင်အိုဘေးနာဘေးသေးဘေးအပယ်ဘေးဟာဆေးတော့မှဘေးပြောင်းမယ်တဲ့ဟုတ်လားအဲကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကတဏှာလေးသနောတရားတွေအရေးဖြောလို့တခွန်းခေါ်ဇွန်ကောလို့တိုက်ချင်းလားယောဂီတို့ကလူနာတွေကိလေသာယောဂအပြင်းထန်ဖြစ်နေတာအမေလိုတခွန်းခေါ်ပြီးသေလောက်အောင်ကိုကြည်နေတာယောဂကအဲ့ဒါချော့ပြီးတော့ဇွန်လေးနဲ့ကော်တိုက်တယ်လို့ဘုရားကတခါတည်းမှာပဲအကျမ်းနဲ့တိုက်မှရမယ်တတ္တဝအကျမ်းနဲ့တိုက်အနုနဲ့တိုက်မှရမယ်တတ္တဝအနုနဲ့တိုက်အကျမ်းတို့နှမျိုးရောပြန်ပြီးတိုက်မှရမယ်တတ္တဝအကျမ်းတို့ရောပြန်ပြီးတိုက်ရချစ်လာစွာသောသားလေးအနာယောဂဘီစီနေဆက်နေတဲ့အခါချစ်လာစွာကျေးဇူးကြီးမားတဲ့မိခင်ကရင်ခွင်မှာပိုက်ပြီးတော့အစွန်းထက်တဲ့ဆေးစွမ်းကောင်းတွေကိုချော့မြူပြီးတိုက်နေတယ်လို့ပဲတဲ့ဟုတ်လားအေးချော့တိုက်တာလည်းဒါကြီးတယ်ကမာကြီးတွေမတော့ချင်းတောက်ချင်းအောင်ဆေးညွှန်းလည်းပဲတခါတည်းတောက်ချင်လာအောင်ပြောရတာဆုံးလို့ခင်ဗျားတို့ဟုတ်လား45ဝါကာလပါလုံးဆေးညွှန်းနဲ့တကွာတိုက်တာဒါတော့မှတောက်တဲ့ပုဂ္ဂိုလ်ကနည်းနည်းရမတောက်တဲ့ပုဂ္ဂိုလ်ကအေးငါဘုရားတိုက်တဲ့ဆေးမှမတောက်သေးဘူးဆိုရင်တော့ငါဘုရားမတတ်နိုင်ဘူးမင်းတို့တန်တရာတကြောမျိုးကြပြီဦးတော်တဲ့ဘေးပြစ်တာလေးသစ္စာမမြင်ကန်သောကြောင့်ပင်မသူလူအချို့မှာဖြင့်ပူလို့မဆုံးတဏှာလေးသနောတရားတွေအရေးဖြောလို့တခွန်းခေါ်ဇွန်ကောလို့တိုက်ချင်းလားမလိမ္မာသူနာမရဲ့တို့သန္တရာဓိတဝိုင်းမှာမျောလိုက်ကြအောင်တယ်မကွယ်မျောလိုက်ကြအောင်လို့ပညာရှိတွေများမဆုံးမဘူးလားဆုံးမပါတယ်ဒါအောင်မလို့တက္ကကြီးတွေတက္ကမကြီးတွေသစ္စာဆေးဖြင့်သာသနာတော်မြတ်ကြီးနဲ့ကြုံတဲ့အခါအာရပါရဟလာကြီးကြီးပြူပြူဝမ်းပန်းတတာမတော့အောင်လားတောက်အောင်မှာတောက်ခွင့်ရှိတုံးတောက်ရတာတောက်ကံပါလို့တောက်ရတာတက္ကကြီးတွေမြိန်မြိန်ရှက်ရှက်မြန်တောက်ပါသာသနာတော်ကြီးကွယ်ပသွားတဲ့အခါဆိုလို့ရှိရင်ဒီဆေးတောက်ခြင်းပါတယ်ဆိုလို့တော့မတောက်ရဘူးတဲ့ဟုတ်လားသာသနာ့ဘမြတ်သစ္စာတရားနာခြင်းလို့ဒကာကြီးတွေဒကာမကြီးတွေစိတ်ကူးတော်မထဲလိုက်ပါနဲ့တော့ဒီတော့ဒကာကြီးတွေဒကာမကြီးတွေသစ္စာတရားသာသနာတော်မြတ်ကြီးနဲ့ကြုံမှနာရတယ်သာသနာ့ဘမှာဒီလိုနာခြင်းများတော်လဲဘလုံးမှနာလို့မရနိုင်ဘူးဆိုတဲ့အကြောင်းလေးကိုခိုင်လုံအောင်ဥပဒေဝတ္ထုသာလကလေးတစ်ပုဒ်ထုတ်ပြတတ္တပမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသာသနာကွယ်ပပြီးတဲ့နောက်ပိုင်းကာလဂေါရမဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်ကလည်းမပွင့်ပေါ်သေးမီဈာကာလဆိုတာသာသနာတွင်လားသာသနာဘသာသနာဘဆိုရင်သစ္စာရှိပါမလားမရှိဘူးသာသနာဘဆိုရင်သစ္စာတရားနာခြင်းလို့နာရပါမလားမနာရဘူးဗျာအဲ့ဒီအချိန်ခါမှာဦးဇင်းတို့
ဟောရမမြတ်စွာဘုရားအလောင်းတော်ကဓမ္မတုံဒရအမိရတဲ့မင်းကြီးဖြစ်လို့နေပါတဲ့ဗာမင်းကြီးလေဟေးဓမ္မတုံဒရမင်းကြီးဖြစ်လို့နေတဲ့အချိန်ကသူ့တိုင်းပြည်ထဲမှာသစ္စာတရားနာခြင်းလုံးလုံးဓမ္မတုံဒရမင်းကြီးတိုင်းပြည်ထဲမှာသစ္စာတရားတလုံးတပါရတဗုဒ္ဓဂါထာဟောမဲ့ပုဂ္ဂိုလ်များရှိရင်ကျွန်တော်ဝသနာတော်အပြင်ကြွပြီးတော့ဟောလဲပါလို့ဖိတ်ကြားတယ်အတိုင်းပြည်လုံးမောင်းကျင်းနေလက်ခတ်ပြီးဖိတ်ကြားတာသစ္စာတရားတလုံးအများကြီးမဟုတ်ဘူးနော်တလုံးတပါရတဗုဒ္ဓဂါထာလေးအဲ့ဒါကိုဟောမဲ့ပုဂ္ဂိုလ်ပေါ်ပေါက်မလားမလာတဲ့အခါကျတော့ဘုရင်ကြီးကမလျှော့သေးဘူးမောင်မင်းများအမိန့်တော်မှတ်မယ်နာခံငါဘာနာတော်တိုက်တဲ့ကအသပြာထောင်တို့ကိုယူစင်ကြောင်ကုန်းပေါ်မှာတင်းတိုင်းပြည်ထဲမှာသစ္စာတရားဟောတတ်သလုံးတပါရတဗုဒ္ဓဂါထာဟောပြောတတ်တဲ့ပုဂ္ဂိုလ်များရှိရင်ဟောဒီအသပြာထောင်တို့ကိုယူလဲပါလို့တိုင်းပြည်တဲ့တောရောမျိုးပါအနတ်အကြအလတ်မရှိရလေအောင်မောင်းကျင်းချင်းလက်ခတ်စေလို့အမိန့်တော်မချမ်းပါဘူးလားချမ်းပါချမ်းပါတဲ့အတိုင်းအရာထောင်တို့ယူပြီးစင်ကြောက်ကုန်းပေါ်တင်လို့ယရနာစင်ကြောက်ကုန်းပေါ်မှာတင်ပြီးတော့တိုင်းပြည်တဲ့မောင်းကျင်းချင်းလက်ခတ်တာဓမ္မပြည့်သွားတဲ့ယူမဲ့ပုဂ္ဂိုလ်ရှိပါဘူးဗျာဒီတော့သင်မင်းကြီးမိန့်တော်ချမ်းပါတဲ့အတိုင်းကျွန်တော်မျိုးတို့စင်ကြောက်ကုန်းပေါ်တင်ပြီးတော့ယရနာစင်ကြောက်ကုန်းပေါ်တင်ပြီးတော့မောင်းကျင်းနဲ့လဲပြီးတော့ခတ်ပါတဲ့သစ္စာတရားတလုံးတပါးတာဟောကြားတတ်တဲ့ပုဂ္ဂိုလ်မရှိပါယူမဲ့လူမရှိပါမလျှော့သေးဘူးဘုရားတရားသံဃာယရနာမြတ်သုံးပါးဆိုတာအဖို့အနဲ့ကထိုက်တန်တယ်ငါပေးတာလေးကအသဗျာလေးမှာ1000ရဲ့တဲ့ဒါကြောင့်အသဗျာနဲဟန်တူရဲ့နဲလို့မယူဟန်တူရဲ့မောင်မင်းများနောက်တစ်ပံအမိန့်တော်မှတ်မယ်အသဗျာထောင်တော့2000တင်ပြီးတော့လှဲ့စီဘင်းကြီးမိန်တော်တိုင်းပဲ2000တင်ပြီးတော့လှဲ့တယ်တပတ်ပြည့်သွားပြီယူမဲ့ပုဂ္ဂိုလ်မရှိပါဘူးဗျာမလျှော့သေးဘူးနောက်တစ်တင်အောင်ဆိုတော့သုံးလုံးနဲ့လှဲ့လာလဲတပတ်ပြည့်သွားပြီယူမဲ့ပုဂ္ဂိုလ်မရှိပါဘူးဗျာမကျေနပ်သေးဘူးနောက်တစ်တင်အောင်ဆိုတော့လေးလုံးနဲ့လှဲ့တာလဲတပတ်ပြည့်သွားပြီယူမဲ့ပုဂ္ဂိုလ်မရှိပါဘူးဗျာဒကာကြီးတွေဒကမာကြီးတွေနော်သစ္စာတရားရွှေပေးဝယ်လို့မရဘူးငွေပေးဝယ်လို့မရဘူးသာသနာတော်မြတ်ကြီးနဲ့ကြုံမဆုံမနာကြားခွင့်ပွားများခွင့်အထုတ်ခွင့်ရပါဗျာရွှေရှိလို့သစ္စာတရားနာပါမလားမပါဘူးဗျာငွေရှိလို့သစ္စာတရားနာပါမလားမပါဘူးဗျာဒါကြောင့်ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးများဥပဒေတော်တစင်စကားကြားမှုတဲ့ဆရာများဆုံးမကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကကျောင်းမကြီးအမေဘုံကိုမိတ်နေတဲ့ဟဲ့မဲဘုံဒီတရားတွေနဲ့သေချာသိမ့်ထားနော်နောက်နေရွှေတဲ့ရှားလိုက်မယ်နှလုံးကိုမိတ်သွားတာလေဟုတ်ကဲ့လားဟေးဒါကြောင့်ဒကာကြီးတွေဒကမကြီးတွေရွှေပေးဝယ်လို့မရဘူးလေအခုအသပြားလေထောင်တော့လေးတော့ဆိုတာနည်းမှလို့ဗျာအရှိတုံးကအသပြားပဲအခုတိုင်းပြည်နဲ့လှည့်ပြီးမောင်းကန်နေတဲ့ယူမဲ့ပုဂ္ဂိုလ်ရှိသလားရှိပါဘူးဗျာဟောမှာကအများကြီးလားတလုံးတပါဒလားဣတိကဒုက္ခသစ္စာဣတိကသမုဒယသစ္စာဣတိကနိရောဓသစ္စာဣတိကမေဃသစ္စာဒါဟောရင်ရတယ်ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာဟုတ်တယ်မလားခန္ဓာ၅ပါးဖြစ်ကြောင်းတဏှာလောဘကသမုဒယသစ္စာခန္ဓာ၅ပါးတို့ရဲ့အကျဉ်းတိုင်းအပြီးတိုင်းချုပ်ငြိမ်းရာကနိရောဓသစ္စာအဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိရောဓသစ္စာတို့ရောက်ကြောင်းအကျင့်ကဒါဥပဒေကအဖြေပြောတာမဟုတ်ဘူးအမေးပဲမေးတယ်ယောဂီတို့ကကိုယ်နှုတ်ကနေကိုထုတ်ခပြီးတော့အဖြေထုတ်နိုင်အခုနေများအဲ့ဒါလိုလာလှဲ့လို့ကတော့ယောဂီတို့ဘာပြောကောင်းလဲအလူရဲ့ပေါ့ဒီလောက်ကတော့ပြင်းအောင်ပြင်းသေးဟုတ်လားအောင်မဲ့ဒါကိုအထင်မသေးနဲ့ဒကာကြီးတွေဒကာမကြီးတွေဟိုမှာသာသနာ့ဘာမှာဘလောက်ခက်ခဲနေတယ်ဆိုတာစဉ်းစားအေးကို့အခွင့်အရေးကိုဒကာကြီးတွေလက်လွတ်မပေးပါနဲ့ဗျာကို့အခွင့်အရေးကိုလက်လွတ်ပေးရမှာလားမပေးရဘူးမပေးရဘူးဗျာနေတိုင်းပြောနေတဲ့အခွင့်အရေးမူရအောင်ယူထိုသူပညာရှိတယ်
ဉာဏ်လေးနဲ့အသုံးချမှာအခွင့်အရေးဆိုတာရတယ်နော်တခါကြီးတွေတခါမကြီးတွေအခွင့်အရေးကိုတန်ဖိုးနားမလဲရင်အသုံးမချတတ်ဘူးအခုမှတပြားထောင်လို့ဘယ်နှထုတ်ရှိသွားပလဲတင်တယ်မကျေနပ်သေးဘူးနောက်တစ်ထုတ်တင်အောင်ဆိုတော့လဲလိုက်တာတပတ်ပြည့်သွားပြန်ပြီးယူမဲ့ပုဂ္ဂိုလ်တယောက်မှမကျေနပ်သေးဘူးနောက်တစ်ထုတ်တင်အောင်ဆိုတော့လဲလိုက်တာတပတ်ပြည့်သွားပြန်ပြီးယူမဲ့ပုဂ္ဂိုလ်မကျေနပ်သေးဘူးနောက်တစ်ထုတ်တင်အောင်ဆိုတော့လဲလိုက်တာတပတ်ပြည့်သွားပြန်ပြီးယူမဲ့ပုဂ္ဂိုလ်ပြီးတော့ရှင်ဘုရင်ကြီးစဉ်းစားသွားတယ်။ဩဒါအတပြားနဲလို့မယူတာမဟုတ်ဘူး။ဟောတတ်ပြောတတ်တဲ့ဆရာသမားရှိကိုမရှိလို့မယူကြတာပဲတဲ့။ဒီစားတရားဟောတတ်ပြောတတ်တဲ့ဆရာသမားနဲ့တွေ့ဖို့ကြုံဖို့ဆိုတာလေယောဂီတို့စဉ်းစားပါတော့။ယထာဘုဒ္ဓညာနာယတထာပရိယေတိတဘောသစ္စာလေးပါးကိုထင်ရှားစွာမြင်အောင်ဟောကြားနိုင်တဲ့ဆရာသမားကိုမင်းတို့မတွေ့တွေ့အောင်ရှာပါတဲ့ဟုတ်ရဲ့လားတွေ့ပြန်လို့ရှိရင်လေအဲ့ဒီဆရာသမားကဈေးကင်နေတယ်မင်းဒီလည်းအသက်တရားနေရမယ်နော်အသက်တရားနေရမယ့်ပုဂ္ဂိုလ်ကိုမနဲ့လှန်ချက်တရားနေ့လယ်ကိုလှန်ချက်တရားညနေကိုလှန်ချက်တနေ့ကိုလှန်ချက်300နေတိုင်းထိုးမယ်နှစ်ပေါင်းဘယ်လောက်ထိုးမလဲမေး100နှစ်ပေါင်း100ထိုးပြီးတဲ့အဆုံးကြမှာမင်းသစ္စာဟောမယ်ဆိုရင်မင်းခန္ဓာခံလိုက်ပါကွာတဲ့ဟမ်ကဲဒါဒကာကြီးတွေဒကာမကြီးတွေဖြစ်တော့မဖြစ်နိုင်ဘူးပေါ့ဗျာဒီလောက်လန်နေထိုးမှဒီလူမသေးသေးဘူးလားလို့ခင်ဗျားတို့ကတိကတတ်တော့ဒီဖြစ်တော့မဖြစ်နိုင်ပြီမဲ့လို့သစ္စာတရားနာရဖို့ကအလွန်တရာခဲရင်နေဆိုတာပေါ်အောင်ပြောရတာနဘောပေါက်ရဲ့လားခင်ဗျားတို့လည်းတော်တော်ထူတော်တော်အလို့ဒါလည်းတော်တော်ရှင်းပြရသေးတယ်ဒါကြကတိကတတ်တဲ့လုတ်တတ်တယ်ကိုတော့ဒီလောက်လန်နေနဲ့ထိုးနေမှတော့ဒီလူကမသေးသေးဘူးလားလို့သေတော့သေတာပေါ့ဗျာဒါပေမဲ့လို့သစ္စာတရားနာရဖို့ကအလွန်အလွန်ခဲရင်နေဆိုတာပေါ်အောင်လွင်အောင်ဥပမာဆောင်းရတာလေရှင်းပါရှင်းရလားအေးတခါကြီးတွေတော့မကြီးတွေခင်ဗျားတို့ဒီလောက်ခက်ခဲနေနေတဲ့တရားနဲ့ကျုံနေဆုံးနေပါပြီဗျာဟုတ်လားကျုံတော့မှကြိုက်ရတယ်ကျုံမင်းကျုံ냐တော့လဲမကြိုက်ရင်အဲ့ဒါမိုက်ရကြပြီဟုတ်လားကျုံရသားနဲ့မကြိုက်ရင်မိုက်ရကြသွားပြီတခါကြီးတွေတော့မကြီးတွေအဲ့ဒါဟိုမှာတခါတည်းမှခက်ခဲလိုက်တာတဲ့ဘယင်းကြီးတခါတည်းမှပဲဗန္နာတို့တွေဗန္နာလိုက်တဲ့ပြန်သွင်းရတယ်။ဩသစ္စာတရားဟောမဲ့ပြောမဲ့ပုဂ္ဂိုလ်များအလွန်တရာတွေ့ဖို့ကြုံဖို့ခရင်ပါလားတဲ့အလွန်တရာတွေ့ဖို့ကြုံဖို့ခရင်ပါလား။ဩငါအဖြစ်ဟာဘာနဲ့အလားတရန်တူပါတယ်လဲဆိုတော့ကြီးကျယ်လာသွားသောလောကအကြီးဆုံးဖြစ်တဲ့မင်းစီစိန်ကြီးကိုခံစားပြီးတော့သစ္စာလေးပါးတရားကိုမှတလုံးတစ်ပါးမနာရမကြားရဘူးဆိုရင်ငါအတွက်ဘာအကျိုးရှိမှလဲဥပမာအပြင်ပြောကြရမယ်ဆိုလို့ရှိရင်အနှစ်မရှိတဲ့လက်ပံတော်ကြီးတဲ့မှာအနှစ်မရှိတဲ့လက်ပံပင်ကြီးတပင်ထီထီမာမာကြီးပေါက်လာသလိုပါပဲလားဘုရားကြီးရဲ့အကြံတော်ဉာဏ်တော်တော်တော်ပဲဆုရှပါတယ်ဗျာဟေးအနည်းမရှိတဲ့လက်ပံတော်ကြီးထဲမှာအနည်းမရှိတဲ့လက်ပံပင်ကြီးတဲ့ပင်ထီထီမာမာကြီးပေါက်လာတယ်လို့ပါပဲလားတဲ့ငါပေါင်းဝင်းခြင်းရှိတဲ့အပင်တွေကလည်းတပင်မှအနှစ်သာရမရှိငါကိုယ်တိုင်လည်းပဲအနှစ်သာရမရှိတဲ့လူဖြစ်ပင်ဖြစ်냐တော့လည်းပဲလောကီအာယုကာမဂုဏ်စည်းစိမ်တွေကိုကြီးမားစွာခံစားရ냐တော့လည်းပဲသာသနာတော်ရဲ့အနှစ်ဖြစ်တဲ့သစ္စာတရားကိုမှမနာကြရဘူးမသိရဘူးဆိုရင်ငါအနှစ်မရှိတဲ့သစ်ပင်ကြီးလိုပါပဲလားတဲ့ဒကာကြီးတွေဓမ္မကြီးတွေသာသနာတော်ရဲ့အနှစ်သည်သစ္စာသိတဲ့ဉာဏ်လေးနှလုံးသားမှာမကိန်းသေးရင်အဲ့ဒီလူဟာလေအနည်းမရှိတဲ့လူတဲ့ဘယင်ကြီးနှလုံးသွင်းတာမှန်လိုက်လေခြင်းဗျာဟုတ်ရဲ့လားသာသနာတော်ရဲ့အနှစ်တည်တခြားလားသစ္စာတရားလားဘုရားဟောတော်မူတဲ့အဆုံးအမတွေအကုန်လုံးခြုံပြီးတော့သွင်းလိုက်ရင်သစ္စာလေးပါးတဲ့အကုန်ဝင်သွားတယ်
နောက်ဆုံးအနှစ်ချုပ်လိုက်ရင်ဘာလေးပါလဲအဲ့ဒီသစ္စာလေးပါးကိုမှမသိရဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်သာသနာတော်မှာအနှစ်မရသေးဘူးအနှစ်မရှိသေးဘူးငါပြောတော့လက်ပံတော့ငါပြောပင်လက်ပံပင်တော့ပဲအနှစ်မရှိဟုတ်ရဲ့လားအဲ့ဒါကြီးတွေတော်မကြီးတွေဉာဏ်ချင်းဝင်လေးနဲ့ချိန်ကြည့်ဟောဒီလောကကြီးတဲ့30 ဘုံလောကကြီးတဲ့အနှစ်ရှိတဲ့လူနဲ့အနှစ်မရှိတဲ့လူဘယ်ရင်းများတယ်လို့ကိုယ့်အကိုချိန်ကြည့်မပြောနဲ့ဟုတ်လားမပြောနဲ့ကိုယ့်အကိုညာလေးနဲ့သိရင်တော်ပြီအဲ့တော့ငါတို့ဘလို့လူသားတွေလဲဆိုတာယောဂီတို့ကိုကြည်နူးပါတော့ဝမ်းသာပါတော့နော်ကြည်နူးဝမ်းသာတရားလျော်စွာသစ္စာကိုလည်းမသိအောင်ကိုကြိုးစားရမယ်တဲ့ဒီတော့အရိဏဓမ္မသုံးတရားမင်းကြီးသစ္စာတရားမှမနာကြရရင်ငါအနှစ်မရှိတဲ့ပုဂ္ဂိုလ်ကြီးပါလားဒါကြောင့်ဘာပဲပြောငါထီးနှံစီစိတ်ဘာမှမက်ဆရာမရှိဘူးဒါတွေကအကာတွေပဲအနှစ်မဟုတ်ဘူးရန်သူငါးရာနဲ့ဆက်ဆံနေတဲ့အတွက်ကာမဂုဏ်စီစိတ်ဆိုတာအနှစ်လားအကာလားဒီအကာတွေမမောနေလို့ဘာအကျိုးရှိမှလဲတဲ့ဒါကြောင့်မို့လို့သစ္စာတရားသဘောတတ်ပြောတတ်တဲ့ပုဂ္ဂိုလ်မတွေ့အောင်ငါကိုယ်တိုင်အရှာထွက်မယ်အဲ့ဒါတခါတည်းမူကြီးမယာသေနာပတိတွေကိုတခါတည်းပြီးွားကိုတရင်ကတခဏအနေအချင်းအနှင်းထားခဲ့ပြီးတော့တခါတည်းဘင်ကြီးကအပေါ်မမိတပါးဒီအန္တရာယ်တွေကြီးမားတဲ့တောကြီးမြန်ရန်တဲ့သစ္စာတရားဟောတတ်ပြောတတ်တဲ့ပုဂ္ဂိုလ်တွေ့လို့တွေ့ညာဘင်ကြီးတပါးဒီအရှာဖွေထွက်ပါတဲ့ထွက်တဲ့အခါကျတော့ဘင်ကြီးရဲ့သစ္စာတရားနာကြားခြင်းနဲ့တရားတရားကအင်မတန်အားကောင်းလို့မကအားကောင်းတဲ့အခါကျတော့ဟိုတာဝရိန္ဒာနတ်တို့ရွာကိုအစိုးရတဲ့နတ်တို့တနင်းတရားမင်းကြီးရဲ့ပန္တုကပလာမြတ်ကြောက်ပြအလျာယူဇနာ60အနံယူဇနာ50အဆောက်ယူဇနာ15ယူဇနာရှိလက်ခေါင်ရန်ကဲ့သို့နှိမ်မြန်းသောအဆင်းရှိသောဝါကွမ်းကဲ့သို့အလွန်နူးညံ့ပြောင်းသောပန္တုကပလာမြတ်ကြောက်ပြကြီးပူနွေးတင်းမာခက်ထန်တဲ့အချင်းအရာတွေပြဘာများလဲလို့တရားမင်းကြီးကတကားတဲ့ဒိဗ္ဗစကုအဘိညာဉ်ဖြင့်ဆင်ញင်ပြီးကြည့်လိုက်တဲ့အခါကျတော့ဟိုးဒေါရန်ကြီးတဲ့မှာဘုရားအလောင်းဓမ္မသုံးတရားမင်းကြီးသစ္စာတရားလေးနာကျင်လွန်းလို့သစ္စာတရားဟောတာပြောတတ်တဲ့ပုဂ္ဂိုလ်အရှာဖွေထွက်ပြီးတော့လာပါရောကလားဒါကြောင့်ငါဆင်းပြီးတော့အကူအညီပေးမှဖြစ်ရောမယ်ဒီတော့တရားမင်းကလူပြည်ဆင်းရဟုတ်ရဲ့လားလူမစွန်းနမ်းမဆိုလိုပေါ့လေတရားမင်းကြီးလူပြေဆင်းတော့ဘယ်လိုပုံစံနဲ့ဘယ်လိုအသွင်သဏ္ဍာန်နဲ့ဆင်းပါတယ်ဆိုတော့ဘလူကြီးတကောင်အသွင်သဏ္ဍာန်ဆောင်ပြီးတော့ဆင်းပါတယ်ဘာတကောင်ဘလူကြီးတကောင်အသွင်သဏ္ဍာန်ဆောင်မြန်တော့လည်းပဲရိုးရိုးဘလူမဟုတ်ဘူးဘလူကအစာငတ်အစာပြတ်ပိန်ချက်နေတဲ့ဘလူတကောင်အသွင်သဏ္ဍာန်ဆောင်ပြီးဆင်းအဲ့ဒါဘုရင်ကြီးအဘောမမိဓမ္မာဒီတော်ကြီးမြန်ရန်နဲ့ရှောင်းလန်းပြီးတော့နေတဲ့လမ်းခရီးအရှိကနေပြီးတော့တခါတည်းသဲဆိုပွဲတဲ့ဆိုတော့ဒီလိုអော်မှာပေါ့ဘလူကြီးတန်လျက်ကင်ပြီးတော့ဆင်းလာတာပေါ့ဆင်းလာတော့အိုးအသင်မင်းကြီးအဘောမမိဓမ္မာဒီအန္တရာယ်ကြီးမားတဲ့တော်ကြီးမြန်ရန်နဲ့ဘယ်လမ်းဘယ်စကံမျိုးများမြန်းမလို့ပါလိမ့်မလဲအဘယ်ကိစ္စကြောင့်ဘယ်လမ်းဘယ်စကံတို့မြန်းပြီးတော့မြန်းမလို့ပါလိမ့်မလဲဒီတော့ဓမ္မသုံးတရားမင်းကြီးကအိုးအသင်ဘလူမင်းကျွန်ုပ်ဒီတခြားမဟုတ်ပါဘူးတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဓမ္မသုံးတရားအမိရတဲ့ရှင်မင်းတစ်ပါးဖြစ်ပါတယ်ကျွန်ုပ်အခုလိုတော်ကြီးမြန်ရန်တဲ့အပေါ်မမိတစ်ပါးတိအန္တရာယ်ကြီးမာတဲ့တော်ကြီးမြန်ရန်တဲ့တယောက်ကြီးလျှောက်ပြီးတော့လာခဲ့ရခြင်းဒီတခြားမဟုတ်ပါကျွန်ုပ်ဒီသစ္စာတရားနာကြားခြင်းလုံးသစ္စာတရားလေးတလုံးတစ်ပါးဟောပြောနိုင်တဲ့ဆရာသမားတွေ့လို့တွေ့냐အရှားပွင့်များထွက်ပြီးတော့လာခဲ့ရပါသည်ဒီတော့တရားမင်းဖန်ဆင်းထားတဲ့ဘလူကြီးကအိုးအသင်မင်းကြီးကန်ထူးလိုက်လေခြင်းအသင်မင်းကြီးကန်ထူးလိုက်လေခြင်းကျွန်ုပ်ဒီတာမန်ပုဂ္ဂိုလ်မဟုတ်ပါသစ္စာတရားအမြတ်မြတ်ဟောတတ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါပေတယ်အများကြီးတော့မဟုတ်ပါဘူးတဲ့အမြတ်မြတ်အနှင်းငယ်မြတ်ဟောတတ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ဟာအဲ့ဒါလိုလဲပြောလဲပြလိုက်ကိုဓမ္မသုံးတရားမင်းကြီးကတခါတည်းလက်ကိုကောက်ချီတော့တာပဲ
အသင်ဘလူးမင်းနဲ့ကျွန်ုပ်ကန်ထူပါပြီအသင်ဘလူးမင်းရဲ့ကျွန်ုပ်သစ္စာတရားနာကြားခြင်းလွန်လွန်နန်းစီစိန်နေစွန့်ပြီးတကားလာတော်ကြီးမြန်ရနဲ့ထွက်ပြီးတော့လာခဲ့ရပါသည်ကျွန်ုပ်ကန်ထူလို့အသင်နဲ့တွေ့ရပါတယ်ဒါကြောင့်အသင်သိတဲ့မြတ်သစ္စာတရားကျွန်ုပ်ဟာမြန်မြန်ကြီးဟောကြားတော်မူပါလို့သစ္စာတရားတောင်းတဲ့အခါကျတော့ဘလူးကြီးကခနဲ့တက်တက်နဲ့ဟဲ့မဲဘလူးကြီးကလေဒီလိုနဲ့ပဲရမလဲအသင်မင်းကြီးရဲ့ဟမ်ဒီလိုလွယ်ဟောလိုက်လို့ပဲရမလဲအမတန်ဖိုးနဲ့ကထိုက်တန်တဲ့သစ္စာတရားအသင်မင်းကြီးကဟောပါဆိုလို့ဟောလိုက်ရင်ပေါ်တန်ဖြစ်ရောမပေါ်ငါကြီးတွေမာကြီးတွေမတော့ပေါ်ရတာမပြောပါနဲ့တော့ဟုတ်လားအချိန်ကြရင်ဘုန်းကြီးကကြွလာဟိုမှာဘယင်ကြီးကတောကြီးမြန်ရနဲ့နန်းစည်းစိမ်တွေမင်းစည်းစိမ်တွေအကုန်စွန့်ပြီးတော့တခါလေသစ္စာတရားဟောတတ်ပြောတတ်တဲ့ဆရာသမားအရှာဖွေထွက်သက်ဆွန်ဆံများယောဂီတို့များအဲ့လိုသစ္စာတရားဟောတတ်ပြောတတ်တဲ့ဆရာသမားသက်ဆွန်ဆံများအရှာဖွေများထွက်ရသလားမထွက်ရပါဘူးဗျာခင်ဗျားတို့ဟင်ခင်ဗျားတို့ကဘုန်းကြီးနောက်လိုက်ပြီးတရားနာရလားဘုန်းကြီးကကြွပြီးဟောရတာဟောခင်ဗျားတို့ဘုံကံပါရမီကလည်းကြီးတော်မူပါပြီရောက်တောင်ကန်ထူးတယ်လို့ပြောတာနော်ကန်ထူးတယ်ဥပဇင်းတို့များတော့နန္ဒကိုင်းဝင်ကျေးဇူးရှင်ဖြစ်တဲ့မိခင်ဖခင်တွေသစ္စာတရားတွေဟောတာလို့သစ္စာတရားတွေနဲ့ကျေးဇူးဆက်မယ်လို့ကြည်တော့မိခင်ဖခင်တွေနှိစ္စရောက်ကုန်များအဲ့ဒါလည်းကြေကွဲစရာဝမ်းနည်းစရာတစ်ချက်ပဲနော်ဟိုအာလာဒတို့ဥဒကတို့ဒေဝီလတို့လိုဖြစ်ကုန်တဲ့သစ္စာတရားတွေနဲ့လွဲကုန်ကြတယ်အခုနေများရှိလို့ကိုသားလေးဟောတဲ့သစ္စာတရားတွေများနာရရင်မိညာဘိုးဘုံနိဗ္ဗာန်အထိရောက်ကောင်းရောက်သွားနိုင်တာပေါ့ဗျာဟုတ်လားအဲဒီတော့ဥပဇင်းတို့မှလည်းပဲဟောတတ်ပြောတတ်တဲ့အခြေအနေတို့ရောက်တော့မိဘတွေလည်းပဲကွယ်လွန်နှိစ္စရောက်ကုန်ကြဒီတော့မထူတော့ဘူးတဲ့ရောက်ရဌာနရောက်ရနေရာမှာပဲတွေ့တဲ့မိဟောင်းဖာဟောင်းဆွေဟောင်းတွေကိုမိရင်ဖာရင်တပွဲမေတ္တာကရုဏာရှေ့ထားပြီးတော့ဟောကြားမယ်ဆိုတဲ့စိတ်ထားတွေနဲ့အနေနဲ့ရလှည့်ပြီးတော့သာသနာပြုရပါတယ်နော်အခုဓမ္မသုံးတရာမင်းကြီးသစ္စာတရားနာကြားခြင်းလုံးလုံးနဲ့ဟန်ကြားလိုက်တာအသင်ဘလူးမင်းရဲ့ဟောပါဆိုတော့ဟိုးဒီလောက်နည်းနည်းခက်ခက်နုညံ့သိမ်မွေ့တဲ့တန်ဖိုးရှိတဲ့သစ္စာတရားလွယ်ဟောပါဆိုလို့ဘယ်ဟောနိုင်ပါမလဲဒါဖြင့်အသင်ဘလူးမင်းကျွန်ုပ်ကသာမန်ပုဂ္ဂိုလ်တယောက်တာမန်ပုဂ္ဂိုလ်တယောက်မဟုတ်ပါတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းတစ်ပါးဖြစ်ပါတယ်အသင်ဘလူးမင်းဘာလိုခြင်းလဲဘာရခြင်းလဲဘာဖြစ်ခြင်းလဲပြောပါတဲ့ကျွန်ုပ်ဖြစ်ခြင်းတာအကုန်ဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ကျွန်ုပ်ဟာသစ္စာတရားသာအမြန်ဟောကြပါကျွန်ုပ်ဖြစ်ခြင်းတာပြောရမယ်ဆိုလို့ရှိရင်ကျွန်ုပ်ဒီတဲ့အခုချိန်ကမှအစာမြတ်အစာငတ်အစာပြတ်ပြီးတော့နေပါတယ်ဒါကြောင့်အသင်ကိုသစ္စာတရားဟောနိုင်ဖို့အတွက်ကျွန်ုပ်ဒီအသင်ရဲ့အသားကိုစားပြီးမှဟောကြားနိုင်မယ်တဲ့အဲ့ဒါတော့ဘလူးမင်းကတက်ညစ်တာပေါ့ဗျာစဉ်းစားကြည့်ပါဦးစားပြီးမှဆိုဘယ်လိုလုပ်ဟောတော့မလို့ဒါကလည်းညစ်ချင်လို့ညစ်ရတာမဟုတ်ဘူးဒီပုဂ္ဂိုလ်ဟာသစ္စာတရားပေါ်မှာဘလောက်တရားတရားအကောင်းတယ်လေဘလောက်လိုချင်းချင်းရှိတယ်လေဆိုတာအကဲစမ်းတာပဲဒီတော့ဒီနေရာမှာလည်းဥပဒေကသစ္စာတရားတွေဟောနေတော့နည်းနည်းဟောဒီပိဋကအကဲတော့စမ်းကြည့်ကြနေဗျအဲ့ဒီတော့ဟိုမှာဓမ္မသုံးတရာမင်းကြီးကိုဘလူးကြီးကဘယ်လိုမဟောနိုင်ဘူးအသင်မင်းကြီးရဲ့အသားကိုစားပြီးမှကျွန်တော်ဟောကြားနိုင်မှာဖြစ်ပါတယ်မဟုတ်ပါဘူးအသင်ဘလူးမင်းရဲ့အသင်ဘလူးမင်းကျွန်တော်အသားကိုအသင်ဘလူးမင်းသစ္စာတရားတာဟောကြားပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အသားကိုကျွန်တော်မနှမျောပါအသင်ဘလူးမင်းစားကြတယ်လို့စားနိုင်ပါတယ်ဟာမဟုတ်ဘူးအသင်ဘလူးမင်းအသင်မင်းကြီးရဲ့အသားကိုစားပြီးမှကိုဟောနိုင်မယ်တဲ့မဖြစ်နိုင်ပါဘူးအသင်ဘလူးမင်းရဲ့ကျွန်တော်မှသစ္စာတရားအလုံးတရားမှနာကျင်လုံးတော့ကျွန်ုပ်ကိုအသင်စားလိုက်မယ်ဆိုရင်ကျွန်ုပ်ဘယ်မှာသာလျှင်သစ္စာတရားနာကြားနိုင်ပါမလဲနာခွင့်ရပါမလဲဒါကြောင့်အသင်ဘလူးမင်းလည်းကျွန်ုပ်ရဲ့အသားကိုစားရအောင်ကျွန်ုပ်လည်းပဲသစ္စာတရားကိုနာကြားရလေအောင်အသင်ဘလူးမင်းကြံစီပါလို့တောင်းပန်ပြောဆိုတဲ့အခါကျတော့ကိုင်းတယ်လို့ဆိုရင်ကောင်းပြီကျွန်ုပ်ဖန်ဆင်းမယ်ဆိုပြီးတကားလားတရားမင်းကဖန်ဆင်းထားတဲ့ဘလူးကြီးကအတူတရားနဲ့တဲ့6ကဘာကြီးကိုဖန်ဆင်းလိုက်ပါတယ်ဖန်ဆင်းပြီးတဲ့အခါကျတော့မှအသင်မင်းကြီးကအတူတရားနဲ့တဲ့6ကဘာကြီးရဲ့အပေါ်ကိုတက်ပါ
ကျွန်ုပ်ကအတူတရားနဲ့တဲ့၆ကဘာကြီးရဲ့အောက်ကိုဆင်းသွားပြီးတကားလားသစ္စာဟောပြီးတော့ခံတွင်းဖြင့်အောက်ကခံထားမယ်အသင်မင်းကြီးကသစ္စာတရားနာကြားရင်းနဲ့ကျွန်ုပ်ရဲ့ခံတွင်းသို့သက်ဆင်းပါအဲ့တော့မှဓမ္မသုံးတော်မင်းကြီးကသစ္စာတရားတကယ်မြန်နှိုးတဲ့ပုဂ္ဂိုလ်ကြီးဆိုတော့အိုးအသင်ဘလူမင်းဟန်ကြလိုက်လေခြင်းသိမြတ်လိုက်လေခြင်းကောင်းမြတ်ပါပေခြင်းကျွန်ုပ်ဒီမဆိုင်မတွဟောဒီတောင်ကဘာပြတ်ကြီးပေါ်သို့တက်ပါတော့မယ်ဆိုပြီးတော့တခါတည်းသစ္စာတရားနာကျင်လုံးလုံးပြုံးပြုံးကြီးကိုတက်သွားတဲ့ဟမ်ယောဂီတို့ဆိုရင်ဒီနေရာပဲနဲ့သစ္စာတရားနာလို့တစ်ချက်တည်းနိဗ္ဗာန်ကရောက်ချင်မှရောက်မှာတော့じゃကိစ္စပြတ်နေခက်မယ်များလို့ဆိုစဉ်းစားမှာတရားတရားချင်းကတူမှမတူပဲတရားပေါ်မှာယုံကြည်ရဲ့တရားတရားချင်းကမတူဘူးဟိုကသိအားကောင်းအဲ့ဒါတက်သွားပြီးတဲ့အခါကျတော့မှဘလူမင်းကြီးကလည်းအောက်ကပါးစပ်ဖြဲပြီးတော့စောင့်ဓမ္မသုံးတရားမင်းကြီးကလည်းပဲတခါတည်းပြုံးပြုံးကြီးဟိုးကဘာပြကြီးဘောကနေတခါတည်းကြောက်ထိတ်ကင်းရှက်အလွန်ရဲရင်နဲ့ဝိရိယတတ္တိပြန်တခါတည်းခုံချအဲ့ဒီမှာတရားမင်းဖန်ဆင်းထားတဲ့ဘလူကြီးကသူကလည်းပဲဟိုကတကုန်းနဲ့ဖန်ဆင်းလိုက်တဲ့အခါကျတော့ဝါကွမ်းဆိုင်လေးလိုဓမ္မသုံးတရားမင်းကြီးကလေးမဝင်ပြီးတော့အောက်ကျလာအဲ့ဒီမှာတရားမင်းဖန်ဆင်းထားတဲ့ဘလူကြီးကလည်းပဲသူ့ရဲ့တကုန်းအိဒီပါနဲ့လေးမပြန်ဝဲပြီးတော့ရှင်းလာသွားသောသားလေးကိုမိခင်ကယူရပိုက်ထွေးသလိုတခါတော့ပိုက်ပွေပြီးတကားလားတာဝရိန္ဒနတ်ပြည်သို့ပင်းဆောင်သွားပါတဲ့ဟောကိုတော်ရဲ့စောစောကဒီလိုပြောရောပေါ့ဒီလိုဆိုရင်တပည့်တော်တို့လည်းဘုရားတော်ဘုရားအလောင်းမို့လို့သူ့ဘုံကံပါရမီကြောင့်မသွားတော့တရားခင်ဗျားတို့ကြဘယ်သူမှမဟုတ်ဘူးကြွမှာခင်ဗျားတို့ဟမ်အဲ့ဒါတကတာဝရိန္ဒနတ်ပြည်ကြွပင့်ပြီးတော့သွားတဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်လည်းရောက်လိုက်ပါရောဟိုးတရားအမင်းကြီးကလည်းပဲဘလူအသွင်ပြောက်လို့တရားအသွင်ရောက်ပါတဲ့အဲ့ဒီတော့မှဓမ္မသုံးတရားမင်းကြီးလည်းတန်တော်ဖြစ်လို့ဟိုးအသင်တရားမင်းကျွန်ုပ်ကတကယ်ဘလူလားလို့အောင်းမိတယ်အသင်တရားမင်းပန်ဆင်းထားတဲ့ဘလူပါလားအသင်တရားမင်းနဲ့ကျွန်ုပ်ကိုသစ္စာတရားမြန်မြန်ကြီးဟောကြားပါလောကောင်းပြီအသင်မင်းကြီးကောင်းစွာနာကြားပြီလို့ဆိုပြီးတော့တခါတည်းမှာပဲတရားမင်းကြီးကဓမ္မသနာရွှေပလင်းထက်ကနေပြီးတော့အခုလိုပဲထက်ဝက်ဝက်ခွေထိုင်နေဓမ္မသုံးတရားမင်းကြီးကလည်းပဲတခါတည်းအောက်ကနေကျုံကျုံလေးထိုင်လက်အုပ်ကလေးချီးပြီးတော့တရားမင်းကြီးဘယ်လိုသစ္စာတရားများဟောကြားပါလိမ့်မလဲဘယ်လိုသစ္စာတရားများဟောကြားပါလိမ့်မလဲလို့တခါတည်းအာယုံစူးစိုက်ပြီးတော့ငန်းနေနေတဲ့အချိန်ကဓမ္မသနာပလင်ထက်ကနေပြီးတော့တရားမင်းကြီးကသစ္စာတရားကိုဟောကြားပါတယ်။ဘာတရားဟောကြားလဲ။အဘယ်ကဲ့သို့သောသစ္စာတရားဟောကြားပါတယ်လို့ဆိုတဲ့အခါကျတော့အနေဆဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောဥပ္ပိစိတဝါနိရောဇန္တိတေတံဥပသမောဒုက္ခောအဲ့ဒါသစ္စာဟောတာပဲ။ဘာဟောတာပါလဲ။ဒါလည်းယောဂီတို့ကခုမှသစ္စာဟောတယ်လို့ပြောတာပါအရင်ဆုံးကဒီခါရကြားရင်အတုပချတဲ့ခါရလို့မှတ်နေကြတာဟုတ်လားအခုကဘာဟောတာလဲသင်္ခါရယုံနံဓမ္မသင်္ခါရတရားတို့သည်ဝတ္တစင်စစ်ဧကံအမှန်အားဖြင့်အနိစ္စအမြဲမရှိကြလေကုန်စွာတကားဥပ္ပါရဝယဓမ္မိနောဖြစ်ချင်းပြည့်ချင်းသဘောရှိကြလေကုန်၏ဥပ္ပိစိတဝါဖြစ်ကုန်ပြီး၍နိရောဇန္တိချုပ်ပြောင်း၍သွားကြလေကုန်၏ဒေသံထိုဖြစ်ချင်းပြည့်ချင်းတရားနှစ်ပါးတို့၏ဥပါသမောငြိမ်းရာဖြစ်သောနိဗ္ဗာန်သည်ဒုက္ခအချမ်းသာကြီးချမ်းသာလာပါပေတော်တည်းဒီတော့ဒါဘာပြောလိုက်တယ်လေတဲ့ဓမ္မသုံးတရားမင်းကြီးတဲ့အသင်မင်းကြီးမှာခန္ဓာဘယ်နှပါးရှိပါလေဓမ္မသုံးတရားမင်းကြီးဆိုတာသမုဒိသစ္စာနယ်ကသမုဋ္ဌာတာအဟုတ်ရှိတာဟုတ်ရဲ့လားတကယ်အဟုတ်ရှိတာကခန္ဓာဘယ်နှပါတို့သူယောဂီတို့မှာလည်းခန္ဓာဘယ်နှပါ
ခန္ဓာ၅ပါးအချင်းချုပ်လိုက်ရင်ဘာနဲ့ပါလဲရုပ်တရားကအကြောင်းတရားဘယ်နှပါးကြောင့်ဖြစ်တယ်လဲ၄ပါးဘယ်သူတွေပါလဲကံစေဥတုအာဟာရအဲ့ဒါရုပ်ဖြစ်ကြောင်းတရားဘယ်နှပါးလဲအဲ့ဒီ၄ပါးကပြုပြင်လိုက်လို့ယောဂီတို့တဏ္ဍာမှာရုပ်ဆိုတဲ့တရားမဖြစ်ရဘူးလားဖြစ်ရသလားဖြစ်ရပါတယ်ဟောနံဆိုတဲ့တရားရောရုပ်ရှိရင်နံရောမရှိဘူးလားရှိတာပေါ့နံဆိုတဲ့တရားကြတော့အကြောင်းတရားဘယ်နှပါးကြောင့်ဖြစ်ပါလဲဟုတ်တယ်နှစ်ပါးကြောင့်ဖြစ်တယ်နှစ်ပါးဘယ်သူနဲ့ဘယ်သူပါလဲအာယုန်နဲ့အပြင်အာယုန်နဲ့ဓဝရတိဟုသောအကြောင်းတရားနှစ်ပါးကပြုပြင်လို့ဖြစ်ပေါ်လာခြင်းကြောင့်နံဆိုတဲ့တရားဟာလည်းတခြားလားသင်္ခါရတရားလားဟောသင်္ခါရတရားဆိုတော့တခြားလားမှတည်းယောဂီတို့ရထားတယ်ခန္ဓာ၅ပါးယုံနာ2ပါးဘာနဲ့ပါပါလဲခန္ဓာ5ပါးယုံနာ2ပါးအဲ့ဒါအကြောင်းတရားတွေကပြုပြင်ထားလို့ဖြစ်ပေါ်နေခြင်းကြောင့်တခြားလားသင်္ခါရတရားလားသင်္ခါရယုံနာဓမ္မသင်္ခါရတရားတို့သည်ဝတ္တစင်စစ်ဧကံအမှန်အပြင်အိဋ္ဌာအမြဲမရှိကြလေကုန်စွာတကားအဲ့ဒီယုတ်တရားကိုတော်၎င်းနတ်တရားကိုတော်၎င်းဉာဏ်လေးနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ယုတ်ကလည်းဖြစ်ပြီးတော့နာမ်ကလည်းဖြစ်ပြီးတော့အပြင်ယုတ်ကလည်းဖြစ်ပြဲနာမ်ကလည်းဖြစ်ပြဲယုတ်နာနှစ်ခုစလုံးဟာဖြစ်ပြဲဖြစ်ပြီးပြက်နေခြင်းကြောင့်ဒီယုတ်နာသည်နေဆာလားအနေဆာလားအနေဆာဟုတ်တယ်မဟုတ်လားယောဂီတို့ခန္ဓာထဲမှာတခြားရှိတာလားအနေဆာရှိတာလားအနေဆာပြက်သွားတဲ့သဘောလေးဟာအနေဆာပြက်သွား냐တော့လဲပဲလူမသေးသေးဘူးဆိုရင်ဒီပြက်တဲ့နေရာမှာပဲရှေ့ကယုံနာလေးပြက်သွားတဲ့နေရာမှာပဲနောက်ထပ်ယုံနာအစားမထုံးလားအဲ့ပြက်သွားတာကအနေစာအစားထိုးတာကသင်္ခါရဒီလိုမှတ်တာပေါ့နော်ပြက်သွားတာကအနေစာအစားထိုးတာကပြက်သွားတာကအနေစာအစားထိုးတာကသင်္ခါရအပြင်ယောဂီတို့ခန္ဓာရဲ့ဝိညာဉ်နဲ့ကြည်အနေစာတစ်ချက်သင်္ခါရတစ်ချက်အနေစာတစ်ချက်အနေစာတစ်ချက်ပြက်သွားတာကအစားထိုးတာကပြက်သွားတာကအစားထိုးတာကအပြင်ခန္ဓာရဲ့ဝိညာဉ်နဲ့ကြည်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မရှိဘူးအနေစာတစ်ချက်သင်္ခါရတစ်ချက်အနေစာတစ်ချက်ဒါပဲရှိဟုတ်တယ်မဟုတ်လားအနေစာတစ်ချက်ဖြစ်ပြီးတော့ပြည့်မနေဘူးလားပြည့်နေပါတယ်တဲ့သင်္ခါရယုံနာဓမ္မသင်္ခါရတရားတို့သည်ဝတ္တစင်စစ်ဧကံအမှန်အပြင်အိဋ္ဌာအမြဲမရှိကြလေကုန်စွာတကားဥပ္ပါရဝယဓမ္မိနောဖြစ်ချင်းပြည့်ချင်းသဘောရှိကြလေကုန်၏ခန္ဓာထဲမှာယုံနာဓမ္မသင်္ခါရတရားတွေပြက်သွားလိုက်အစားထိုးလိုက်ပြက်သွားလိုက်အစားထိုးလိုက်ပြက်သွားလိုက်ဒါတွေကိုဘာဝိတဘုလိကတချိန်ပန်များစွာမြင်အောင်ကြည့်ပေးရမယ်ဟုတ်တယ်မဟုတ်လားဥပ္ပါရဝယဓမ္မိနောဆိုတာလေဒါပဋ္ဌဆင့်ပြီးတော့ပရိယအနေနဲ့ဟောလိုက်တာပဲသူလည်းဖြစ်ပြီးတော့ပြက်တာပဲအနေစာတစ်ချက်အနေစာတစ်ချက်အဲ့ဒါကိုပဲတခါကြီးတွေဝိုင်းတရားဆိုင်ကြည့်ဟုတ်တယ်မဟုတ်လားနေစာတစ်ချက်သင်္ခါရတစ်ချက်ဆိုတာကိုသစ္စာနဲ့တွင်းလိုက်တော့တခြားလားဒုက္ခသစ္စာအပြင်ခန္ဓာထဲမှာအနေစာနဲ့သင်္ခါရပဲရှိအဲကြောင့်အနေစာဝတ္တသင်္ခါရဟုတ်တယ်လေအနေစာဝတ္တသင်္ခါရပြတ်သွားတာကအနေစာအစားထိုးတာကသင်္ခါရအနေစာဝတ္တသင်္ခါရအနေစာဝတ္တသင်္ခါရအဲ့ဒီအနေစာဝတ္တသင်္ခါရဆိုတာသစ္စာနဲ့တွင်းလိုက်တခြားလားဒုက္ခသစ္စာလားဖြစ်ပြီးပြည့်နေတဲ့သင်္ခါရတရားဘာသစ္စာပါလဲအဲ့ဒီဒုက္ခသစ္စာကိုဘာဝိတဘုလိကတကျိန်ဖာများစွာမြင်အောင်ကြည့်တဲ့ဟုတ်လားဒါပြင်ရင်အနေစာဝတ္တသင်္ခါရဖြစ်ပြီးပြည့်နေတဲ့သင်္ခါရတရားကဘာသစ္စာရှုတဲ့ဉာဏ်က
အဲ့ဒီမှာသစ္စာမြင်တာပဲသစ္စာဆိုတာမိုးပေါ်မှာလားခန္ဓာမှာလားသစ္စာဆိုတာဘယ်မှမရှိခန္ဓာဝကြီးကိုယ်ခန္ဓာရှိတဲ့သစ္စာပဲမဲ့လို့ဟောမဲ့ပြောမဲ့ဆရာနဲ့မတွေ့ရင်အခုကြည့်လေဓမ္မသုံးတရမင်းကြီးဘုရားတရားမင်းကြီးကဒုက္ခနာလက်ညှိုးထိုးပြီးဟောတာပဲဒါမို့ तू ကတိုးတဲ့တောင်ထဲမှာလိုက်ရှာနေတာမလွယ်ဘူးလားလွယ်နေသစ္စာဆိုတာမိုးပေါ်မှာလားခန္ဓာမှာလားခန္ဓာကိုဉာဏ်နဲ့ကြည့်တော့ခန္ဓာ၅ပါးယုံနာ၅ပါးသင်္ခါရတရားဖြစ်ပျက်ကဘာသစ္စာမြင်တဲ့ဉာဏ်ကအဲ့ဒါတကကြီးတွေတကမာကြီးတွေရှက်ရှက်ကလေးနဲ့လွဲနေတတ်တယ်ခုဓမ္မသုံးတရမင်းကြီးကိုတရားမင်းကြီးကဒါဟောနေတာနေသဝတ္တသင်္ခါရဆိုတာတရားဟောတာလားသစ္စာဟောတာအေးဒါကြောင့်ဒကာတော်ဓမ္မသုံးတရမင်းကြီးတဲ့ဓမ္မသုံးတရအသင်မင်းကြီးရဲ့ခန္ဓာကြီးဟာဒုက္ခသစ္စာလို့ပိုင်းခြားသိတဲ့ဉာဏ်ကဒုက္ခသစ္စာမှသိတဲ့အတွက်ဒီခန္ဓာမျိုးဖြင့်နောက်တော်ပါပြီတန်ပါပြီဆိုတာကသမုဒိယသစ္စာသိတာဟုတ်တယ်မဟုတ်လားသမုဒိယကြောင့်ခန္ဓာဖြစ်တာသမုဒိယကိုမဲ့နဲ့ပယ်သလိုက်တော့နောက်ထပ်ခန္ဓာဖြစ်เสียရှိသေးလားနောက်ခန္ဓာမလာတဲ့နေရာဘာသစ္စာဣရဏသစ္စာဆိုတာတခြားလားနိဗ္ဗာန်လားနိဗ္ဗာန်မှာရုပ်ကောရှိသေးလားနာမ်ရောရှိသေးလားအဲ့ဒီသင်္ခါရတရားတွေမရှိတော့ဘူးပေါ့သင်္ခါရတရားမရှိရင်တခြားလားအသင်္ခတတရားလားသင်္ခတကနေအသင်္ခတကူးသွားဘာသိလို့ကူးသွားပါလဲသစ္စာမိုးပေါ်မှာလားခန္ဓာမှာလားခန္ဓာ၅ပါးယုံနာ၅ပါးဖြစ်ပျက်သင်္ခါရတရားကဘာသစ္စာရှုတဲ့ဉာဏ်ကခန္ဓာဖြစ်ကြောင်းတရားတွေသိတာကအသင်္ခတတနိဗ္ဗာန်ပရမတ်တို့ဉာဏ်အပြည့်မျက်မှောက်ပြုသွားတာကသစ္စာဘယ်နှပါးမိုးပေါ်မှာလားခန္ဓာမှာလားအေးဓမ္မသုံးတရမင်းကြီးကိုတရားမင်းကြီးကတခါတည်းမှာပဲအဲ့ဒီဂါထာလေးအခြေထားပြီးတော့သစ္စာ၄ပါးဟောကြပါတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါလိုဟောလိုက်တဲ့အခါကျတော့တေတံထိုဖြစ်ချင်းပြချင်းတရားနှစ်ပါးတို့ဤတေတံထိုအနိစ္စသင်္ခါရတရားတို့ဤပြတ်သွားတာကအနိစ္စအစားထိုးတာကအနိစ္စလည်းမရှိတော့ဘူးသင်္ခါရလည်းမရှိတော့ဘူးနိဗ္ဗာန်ဒေသံထိုဖြစ်ချင်းပြည့်ချင်းတရားနှစ်ပါးတို့၏ဝုပါတမောငြိမ်းရာဖြစ်သောနိဗ္ဗာန်သည်ဖြစ်ပြမရှိတဲ့နေရာပါလေနိဗ္ဗာန်ဆိုတာချမ်းသာတကချမ်းသာတို့တွင်နိဗ္ဗာန်သည်ချမ်းသာစေချမ်းသာမှာပဲဒေသံထိုဖြစ်ချင်းပြည့်ချင်းတရားနှစ်ပါးတို့၏ဝုပါတမောငြိမ်းရာဖြစ်သောနိဗ္ဗာန်သည်ဒုက္ခအချမ်းသာကြီးချမ်းသာပါပေ၏လို့သစ္စာ၄ပါးတရားကိုတရားမင်းကြီးကဓမ္မသုံးတရမင်းကြီးကမဟောကြဘူးလားဟောကြတယ်ဟေးယောဂီတို့လည်းပဲသစ္စာမသိရဘူးလားသိရမှာလားသစ္စာသိခြင်းတော့တခြားဉာဏ်နဲ့ကြည့်ရမှာလားခန္ဓာဉာဏ်နဲ့ကြည့်ရခန္ဓာဉာဏ်နဲ့ကြည့်တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေ့သလားခန္ဓာ၅ပါးယုံနာ၂ပါးတွေ့သလားအဲ့ဒီခန္ဓာ၅ပါးယုံနာ၂ပါးဟာလည်းပဲတရားမဆက်တသက်သက်အမြဲတမ်းဖြစ်ပြီးတော့အဘိခန္ဓာ၅ပါးယုံနာ၂ပါးသင်္ခါရတရားဖြစ်ပျက်ကဘာသစ္စာရှုတဲ့ဉာဏ်ကနောက်ခန္ဓာဖြစ်ကြောင်းတရားတွေသိတာကနောက်ခန္ဓာသတ္တိငြိမ့်သွားတာကအဲ့ဒီမှာသစ္စာတရားတွေနာရလို့ဓမ္မသုံးတရာမင်းကြီးသာဓုတွေအချင်းချင်းခါခါခေါ်ပြီးတက်ကလာလူပြေတို့ပြန်ကြွပါတဲ့ဘာနဲ့ပြန်ကြွသလဲလို့တော့ရှားရှည်ပြီးတော့မမေးနဲ့သူပြန်နေတာနဲ့ပြန်တာပဲကျောက်လည်းမသိဘူးတကောရမကြံစီပါနဲ့တဲ့ဟုတ်လားအေးအဲ့ဒါလို့ပြန်ကြွပါတယ်တဲ့ဒီတော့ဒါဘာပြောလိုက်တယ်လဲတဲ့သာသနာ့ဘမှာသစ္စာတရားနာကြားရဖို့ဟာဖြင့်အလွန်တရာမခဲရင်လားခဲရင်လားသစ္စာတရားဆိုတာသာသနာ့ဘမှာရှိတာလားသာသနာတွင်းမှာရှိတာလားသာသနာတော်နဲ့ကြုံမှသစ္စာတရားဆိုတာမနာရဘူးလားနာရမှာလားအခုတော်ကောင်းတို့သာသနာတော်မြတ်ကြီးနဲ့မကြုံလားကြုံလား
သစ္စာတရားတွေမနာရဘူးလားနာရလားနာတဲ့အတိုင်းမကျင့်ရဘူးလားကျင့်ရမှာလားကျင့်ရင်သစ္စာသိရင်နိဗ္ဗာန်မဝင်နိုင်ဘူးလားဝင်နိုင်လားအေးဝင်နိုင်တဲ့အထိသစ္စာကိုသိအောင်မြင်အောင်သိအောင်မုံအောင်ဆုံးအောင်ကြည့်ကြပါလို့တိုက်တွန်းရင်းနဲ့အနိစ္စဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောဥပ္ပိစိတ်တဝါနိရောဇန္တိတေတံဥပသမောဒုက္ခောသင်္ခါရယုံနာဓမ္မသင်္ခါရတရားတို့သည်ဝတ္တစင်စစ်ဧကံအမှန်အားဖြင့်အနိစ္စအမြဲမရှိကြလေကုန်စွာတကားဥပ္ပါဒဝယဓမ္မိနောဖြစ်ချင်းပြည့်ချင်းသဘောရှိကြလေကုန်၏ဥပ္ပိစိတ်တဝါဖြစ်ကုန်ပြီး၍နိရောဇန္တိချုပ်ပြောင်း၍သွားကြလေကုန်၏ဒေသံထိုဖြစ်ချင်းပြည့်ချင်းတရားနှစ်ပါးတို့၏ဥပါသမောငြိမ်းရာဖြစ်သောနိဗ္ဗာန်သည်ဒုက္ခအချမ်းသာကြီးချမ်းသာလာပါပေတော်တည်းအလုံးမဲ့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ